Joshua Bane, I'm happy, thank you, Sir Japan, Gao Test Radara yet to Wejigaro, do say when some I'm yet the Sony Yamashini Yaba. But only is raw. Joshua Van go no champion, do so with the Matara today, Rajamu, champion, do Yabalupiana, my Shakwebo sound Jim name, man, Serenity Ham unit, that is 6 Puevo, a Gigi Masin, Jar Pibido, that fly with them a fighter in the Tom Yamia, Abingoma, that general not child with them a fighter in the Tom Yamia, let us read down Begani, no, who person. တကယ်ကိုမှဒေါ်လာသိန်းချီလောင်းမယ်ဆိုပြီးတော့ဒါပြောရတဲ့သူတွေအများကြီးရှိနေပြီပေါ့နော်ဆိုတော့တကယ်ကိုမှစိတ်ဝင်စားဖို့ကောင်းနေပြီဆိုတော့သူတို့နှစ်ယောက်ရဲ့အချက်လက်တွေကိုနှိုင်းယှဉ်ပြချင်တယ်နော်ဟိုဒီအချက်လက်တွေအားဖြင့်ဒီဘယ်လိုပြောမလဲအချက်လက်တွေကဒါပွဲအတွင်းမှာတရားရခိုင်နှုံးဒါအဖက်မဖြစ်စေဘူးဆိုပေမဲ့လည်းပဲဒါဒီအချက်လက်တွေကလည်းပြည်သက်တွေတိဖို့အရေးကြီးတာကိုအသက်အရွယ်ကတော့ Joshua Bang 24နှစ် Test Radar က26နှစ်ဖြစ်တယ်ဒါကျွန်တော်အရက်ကတော့ Joshua Bang က6ဘီ9လက်မှာ Test Radar က6ဘီ9လက်မှာနော်ဟို Joshua Bang ထက်သားတာပေါ့နော်ဆိုတော့အနိုင်အရှုံးမှတ်တမ်းမှာကျတော့ Joshua Bang က16ပွဲနိုင်ထားတယ်2ပွဲရှုံးထားတယ် Test Radar ကကျတော့18ပွဲနိုင်တယ်တပွဲပဲရှုံးထားသေးတယ်နော်ကျွန်တော်တို့ Brandon Reba ကိုဆိုတော့အနိုင်ရရှိမှုနှုန်းကတော့ဒါ Joshua Bang ကဒါ88.9ရာခိုင်နှုန်းနဲ့ Test Radar က94.9ခနစ်ရာခိုင်နှုန်းပဲဖြစ်ပါတယ်ဆိုတော့ပွဲသိမ်းစီးများအနေနဲ့ကကြတော့ပွဲသိမ်းနှုန်း finish rate ကကြတော့ Joshua Bang က55.6ရာခိုင်နှုန်း Test Radar က83.9ခနစ်ရာခိုင်နှုန်းအလေးထိုးနိုင်မှု TKO ကြတော့ Joshua Bang က8ကြိမ် Test Radar က6ကြိမ်ချုပ်ကွက်ဖြစ်နိုင်မှုကကြတော့ submission နဲ့ကြတော့ Joshua Bang 2ကြိမ်ဖြစ်ပြီးတော့ Test Radar က8ကြိမ်ထိုးနှက်မှုဆိုင်ရာ striking ဘိုင်းမှာဆိုရင်တမိနစ်ထိချက်က Joshua Bang က8 point ဒါ84နဲ့ပေါ့နော် Test Radar က 2.94 ပဲရှိတယ်ဒါဒီနေရာမှာကျတော့နော်ဟို Joshua Bang ကဒါ UFC သမိုင်းတစ်လျှောက်မှာတော့ထိချက်အများဆုံးနော်ကျတော့အဲ့ထဲကိုဝင်နေဗျာထိုးချက်တိကျမှုနော် accuracy ကကျတော့ဒါ Joshua Bang က61.3ကိုရာခိုင်နှုန်းနဲ့ဒါ Test Radar ကကျတော့69.ဒါ58ရာခိုင်နှုန်းနဲ့ရှိထားတယ်ပေါ့နော်ကာကွယ်မှုကျတော့ Joshua Bang ကဒါ defense ဘိုင်းမှာကျတော့58ရာခိုင်နှုန်း Test Radar က42ရာခိုင်နှုန်းအထိုးခံရမှုနှုန်းကျတော့ Joshua Bang က6.3ကို Test Radar က2.44လုံးသက်ပညာပြဒါ Grambling ဘိုင်းမှာကြတော့ဒါမြေပြင်လက်ချက်မှုပြန်မျှအနေနဲ့ Joshua Bang 0.84 ပဲရှိတယ် Test Radar က3.32ရှိတယ်လက်ချက်မှုတိကျမှုเนาะ Joshua Bang က63.64ရာခိုင်နှုန်းနဲ့ Test Radar က46.50ရာခိုင်နှုန်းမှာရှိတယ်ဆိုတော့ဟိုချုပ်ပဲစူးစမ်းမှုပြန်မျှအနေနဲ့ဆိုရင် Joshua Bang က3ည Test Radar က3.56မှာရှိတယ်အနည်းချုပ်ပြောရမယ်ဆိုရင်เนาะကျွန်တော်တို့မှတ်တမ်းမှာကျွန်တော်တို့ record ကိုချိန်မယ်ဆိုရင်ပေါ့နော်အပေါ်မှာကျွန်တော်ပြောသွားတဲ့အကြောင်းအရာတွေကိုချိန်မယ်ဆိုရင် Joshua Bang ကမှတ်သက်ရထိုးသက်တဲ့ striking ဘိုင်းနဲ့ play ချမှုဘိုင်းကိုကာကွယ်တဲ့အပိုင်းမှာအတန်ပြီးတော့ Test Radar ကမြေပြင်လုံးသက်ပညာ gambling နဲ့ချုပ်ွက်တယ်မှာပုံမှုပြီးအကောင်းတာကိုတွေ့ရပါတယ်ဆိုတော့ဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒီပွဲမှာလေဒါ Test Radar ကနိုင်ပြီလို့ကြီးအားလုံးကခံမှန်းနေကြတယ်ဒီအကြောင်းအရာတွေကတော့ Joshua Bang နေနဲ့လေကတော့စောက်ကြီးကိုမဆိုင်ဘူးလို့ဆိုထားရဗျနော်ဟိုဘန်ဒိုဂျာလေးသူ့ကိုမကျေနပ်လို့လားဒီပွဲမှာ Test Radar ပဲနိုင်မယ် Joshua Bang ကညံ့နေပါညာပြောတဲ့ကိစ္စကိုဒါ Joshua Bang ကတော့နော်ဘန်ဒိုဂျာကတော့သူရှုံးကျွန်တော်စီမှာသူရှုံးထားတော့မိမစကားပဲခဏခဏပြောတော့အားတဲ့အခုချိန်မှာJoshua Bang နေနဲ့ပေါ့နော်ဟိုဘန်ဒိုဂျာကြီးစောက်ကြီးမဆိုင်ဘူးတဲ့သူဂူးဆိုင်တာက Test Radar ကိုပဲဂူးဆိုင်တယ် Test Radar ကိုဘယ်လိုနိုင်ရမလဲဆိုတာကပဲသူ့အတွက်စိတ်ထဲမှာရှိတဲ့အရာဖြစ်တယ်လို့ဆိုထားပဲဖြစ်ပါတယ် Test Radar ကတော့ Joshua Bang ကိုပထမ3ချီအတွင်းမှာနိုင်ထိုးမယ်လို့ဆိုရယ်ဟိုသူ့အနေနဲ့ run naked ချုပ်နေပေါ့နော်ချုပ်ွက်နဲ့ပွဲသိမ်းပြမယ်လို့ဆိုထားရယ်ဒီချာကတော့3ချီကျော်သွားရင်တော့ဒီကောင်မှောက်သိခံရမှာဟောချုပ်ရင်ဘယ်လောက်ထိပ်အားကုန်လဲလူတိုင်းသိရဗျာဆိုတော့ချုပ်လို့မရရင်တော့ဒီကောင်ခွေးဖြစ်ပြီဟလားအဲ့ဆိုတော့ကိစ္စတွေကဒီလိုရှိတယ်နော်ဆိုတော့အခုထူးခြားပေါ့နော်ကျွန်တော်တတိထားမိတာကဒီဘွဲအတွက်ဒါ Test Radar ကအကြီးကျယ်ကိုလေ့ကျင့်ပြင်ဆင်ထားရတအားကိုလေ့ကျင့်ပြင်ဆင်ထားရဗျာနော်ဟိုထူးခြားဗျာသူ့အနေနဲ့ဟိုသူ့ဘဝတန်းရှောင်းမှာပေါ့နော်ဒီဘွဲထက်ပြင်ဆင်ဖို့တာမရှိဘူးပေါ့နော်အကောင်းဆုံးပြင်ဆင်ထားရလို့ဆိုထားရ Brandon Reba တို့နေတော့တွားရောက်လေ့ကျင့်ပြင်ဆင်တာကိုတွေ့ရတယ်ပန်တိုဂျာလေးသူ့ကိုအချမ်းနေပေးတယ်ပေါ့နော်ဆိုတော့သူကတော့ Joshua Bang နိုင်ပြီးတာနဲ့လုံးဝ I'm happy လို့ဆိုထားရဖြစ်တယ် Joshua Bang နိုင်ပြီးပန်တိုဂျာတော့မဟုတ်ကျွန်တော် Garage နဲ့ထိုးတက်မယ်လို့ဆိုထားလိုက်တာပဲဖြစ်ပါတယ်ဆိုတော့အားလုံးက Joshua Bang ရှုံးမယ်လို့ဆိုထားရ Joshua Bang က champion တူလို့ဆိုထားရဒီအပေါက်တွေကို Joshua Bang နဲ့ဘယ်လိုမျိုးเนาะစောက်ခွက်ကိုပိတ်ရပြီးတော့ပိတ်ပြမလဲဆိုတာကတော့ကျွန်တော်တွေ့ရတော့မှာပါ Joshua Bang ဒီပွဲပြီးတာနဲ့ဒီ champion ခပတ်ကာကွယ်ပြီးတာနဲ့မလေးရှားနိုင်ငံကိုရောက်ရှိလာပါမယ်တဲ့ဗျာပြည်သက်တွေဒါမြန်မာနိုင်ငံရဲ့ကျွန်တော်တို့လူမျိုးတွေအများကြီးမလေးရှားနိုင်ငံမှာရှိတယ်သူချင်းလူမျိုးတွေပေါ့နော်အများကြီးရှိတယ်ဆိုတော့ပြည်သက်တွေတွားရောက်ပြီးဆုံကြပါတကယ်လို့မလေးရှားမှာရှိတဲ့မြန်မာလူမျိုးတွေပြည်သက်တွေအများကန်ကောင်းပါတယ်